တနေ့မှာတော့မထင်မှတ်ထားတဲ့အမားတစ်ခုကြောင့်သူတို့နှစ်ယောက်ဟာတအိယာထဲမှာအတူတူနိုးလာခဲ့ကြပါတယ်ဒေါသထွက်သွားတဲ့ကောင်မလေးကကောင်လေးကိုကိုတင်ဘောကနေကန်ချလိုက်ပြီးအဝတ်စားတွေအမြန်လဲကထွက်ပြေးဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့ကန်ဆိုးတာကဒီမြင်ကွင်းကိုနှစ်ဖက်မိဘတွေကအမောက်မထင်မြင်သွားခဲ့ကြတာပါပဲနှစ်ဖက်မိဘတွေကသူတို့နှစ်ယောက်ငယ်ကလေးကရင်းနှီးပြီးသားဆိုတော့ဒီအမားကိုတာဝန်ယူတဲ့အနေနဲ့လက်ထပ်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကောင်မလေးကတော့ချက်ချင်းပဲညင်းဆိုပြီးအိမ်ကနေဆင်းသွားခဲ့ပါတယ်ဒါပေမဲ့သူမမတီးတာကကောင်လေးဟာသူမကိုနှစ်ပေါင်းများစွာကလေးကတိတ်တခိုးချစ်နေခဲ့တာပါသူမနဲ့လက်ထပ်နိုင်ဖို့အတွက်ကောင်လေးဟာလူးလဲကြပြီးကောင်မလေးတဲ့ဘန်ကတ်တွေကိုအေးခဲထားဖို့သူမရဲ့မိဘတွေကိုအကြံပေးလိုက်ပါတော့တယ်ကောင်မလေးကတော့သူမမှာရှိတဲ့ကိုပိုင်းငွေဒီနဲ့အပလိုစီစခန်းတစ်ခုမှာအေးဆေးဆေးသွားပုံနေဖို့စီစဉ်ထားတာပါအဲ့ဒီမှာကျင်းပတဲ့လေလံပွဲတစ်ခုမှာယွမ်9တန်းတန်တဲ့လက်ပတ်လေးကိုသူမတပိုးကျသွားခဲ့ပါတယ်အမြင့်ဆုံးဈေးနဲ့လေးလံအောင်သွားပေးမဲ့ငွေရှင်းမဲ့အချိန်မှာတော့သူမရဲ့ကတ်တွေအားလုံးအေးခဲခံထားရတာကိုသိလိုက်ရပါတော့တယ်အဖေဖြစ်သူစီဖုံးဆက်ပြီးအကူကြီးတောင်းပေးမဲ့အဖေဖြစ်သူကလက်ထပ်မယ်ဆိုမှကတ်ကိုပြန်ဖွင့်ပေးမယ်လို့ပြောလိုက်ပါတယ်သူမဟာတငယ်ချင်းတွေစီကနေငွေလိုက်ချေးပေးမဲ့ဘသူကမှမချေးပေးတဲ့အပြင်အတန်းဖို့တယောက်ရဲ့လောင်ပြောင်ချင်းကိုတောင်ခတ်လိုက်ရပါတယ်နောက်ဆုံးမှာတော့သူမဟာလမ်းစာပြောက်ပြီးကောင်လေးစီကိုအကူကြီးတောင်းဖို့ရောက်လာပါတော့တယ်ကောင်လေးကတော့အပြင်ပန်းမှာအေးဆက်ဆက်မျက်နှာထားနဲ့နေပြီးမဲ့စိတ်ထဲမှာတော့အယမ်းကိုပျော်နေကြတာပါဒါဟာသူမကိုအရှုံးပေးခိုင်းပြီးအင်ကန်ခေါ်ကလက်ထပ်ဖို့သူဆွဲထားတဲ့အကွက်ပဲဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ကောင်မလေးဟာပိတ်ဆန်မရှိတဲ့အတွက်ကောင်လေးသွားလေရာကိုတကောက်ကောက်လိုက်နေရပါတော့တယ်ဒါဟာကောင်လေးလိုချင်နေတဲ့ရလက်အတိကြပါပဲ